ဦးစားဘူးတဲ့သူကနောက်ထပ်ရှည်လန်းတွေကို try ကြည့်ဖို့မခက်ခဲရတဲ့အကြောင်းရင်းကြာရှုံးမှုရဲ့အရာတာကိုသိသွားတဲ့အတွက်နောက်ထပ်မဖြစ်မှာကိုလည်းတိတ်မကြောက်တော့ဘူးစတင်ခြင်းဆိုတဲ့အခက်အခဲတွေအတားအဆီးတွေကိုကျော်လွှားနိုင်ခဲ့တဲ့အတွက်စိတ်ဓာတ်ပိုးခိုင်မာပြီးတော့ resilience ဆိုတဲ့ခံနိုင်အားတွေလည်းရှိတယ်စူးစမ်းဘူးခဲ့တယ်ဆိုတဲ့ကိုယ့်ရဲ့ data တွေကိုလည်းပြနိုင်တယ်ကိုယုံကြည်မှုဆိုတဲ့ self confidence ကနေကိုကနောက်ထပ်တစ်ဆင့်ကိုသွားဖို့အရှိန်ဆိုတဲ့ momentum တွေကိုရှိစေတယ်နောက်ထပ်ဆုံးရှုံးခဲ့တယ်ဆိုရင်လေအဲ့ဒီဆုံးရှုံးမှုကနေ lesson ဆိုတဲ့သင်ခန်းစာတွေယူပြီးတော့ဘယ်လိုပြောင်းလဲရမလဲဆိုတာလည်းသိတယ်အဲ့ဒါကြောင့်ကိုကပထမဆုံးလှမ်းခဲ့တဲ့ရှည်လန်းတွေကခိုင်မာနေတဲ့အတွက်နောက်ရှည်လန်းတွေကသူ့အလိုလိုပါလာရုံပဲရှိပါတယ်အဲ့ဒါကြောင့်ကြိုးစားကြပါလို့